ကျွန်တော် channel မှာကြိုဆိုလိုက်ပါတယ်ဟိုခုသမီးတို့သားတို့တီးချင်နေတဲ့ဟိုခွဲခွာခြင်းများကိုစိုးလွင်တွေရဲ့ခွဲခွာခြင်းများ intro လေးကြည့်အောင်ပါသူကကြီးရဲ့ဒီစီစီတီအနေဒီ G major scale ကိုအသုံးပြုထားပါဒီမှာ G major scale ကဒီမှာ3 5နဲ့3 5ပေါ့နေလေး5နေလေး5 3 5နဲ့3အဲဒီတော့သူကပထမ G yes do di do re mi re do di နောက်ပြီးတော့ဆင်လိုက်ပါ so la di do re mi fa so ဒီမှာနော်အဲ့ပြီးရင်တူဂျိုက5 ကွယ်ရ4 ကွယ်ဝမ်းကျိုးက2 ကွယ်ရ3 5ပေါ့ဒီမှာ3 5 6ပြန်ကြည့်မယ်နောက်ပြဒီမှာဝမ်းကျိုးက19 နောက်ပြ3ကျိုး9နဲ့တွဲမယ်80ခွန်နောက်ပြ3ကျိုးကခွန်6 5ဝမ်းကျိုး5 ကွယ်ဝမ်းကျိုးက3 ကွယ်ဆုံးမှာပေါ့နောက်ပြ2ကျိုး6 ကွယ်တွန်းမယ်စာဆုံးလေးပြန်ကြည့်ကြည့်အားလုံးပဲဆင်ပြေကြပါစေအော်မေးလို့ main ကလေးက B flat key ဆိုရင်လည်းဒီကပ်ဖို့ကိုနံပါတ်3မှာချိန်လိုက်ပြီဒီလိုက်ရပါတယ်အဲ့ဒီနန်းဖြစ်သွားမှာပေါ့ခုန position တိုင်းမှာပဲဒီကောင်ရှစ်ကစမှာပေါ့ရှစ်ခွန်ရှစ်ခုနပုံစံတိုင်းမှာပဲလေဒီမှာဒီက73ခုန30ကနေ3 ခွက်တိုးသွားမှာပါ73 17 3ကျိုးက7ဒီမှာ17ဒီကောင်က19 8ပေါ့ဒီကောင်က1ကျိုးက8ဒီတော့နေ့ဆင်ပြီးကြပါလေမိန်းကလေးဆိုရင်ဒီ black key နဲ့တီးမယ်ယောက်ျားလေးဆိုG နဲ့တီးလိုက်ဟုတ်ကဲ့ပါအားလုံးပဲဆင်ပြီးကြပါစေ